ရန်လာတယ်ဆိုတဲ့ဖူးခတ်ရှိကျွန်းတွေကိုကျွန်တော်တို့တွားလိုက်ကြည့်အောင်ဗျာဒီလောက်လာတဲ့ဖူးခတ်မျိုးရဲ့နောက်ွယ်မှာမမေ့နိုင်တဲ့ဖြစ်ရပ်ဆိုးတစ်ခုရှိပါတယ်2004ခုနှစ်ဒီဇင်ဘာလ26ရက်နေ့မှာအိန္ဒိယသမုဒ္ဒရာအောက်ကနေမဂနီကျူ 9.1 လောက်ရှိတဲ့ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့လို့ဆူနာမီလိုင်းလုံးကြီးဖြစ်လာပြီးတော့ဖူးခတ်မြို့လေးကိုရက်ဆက်ဆက်ရိုက်ခတ်လာခဲ့ပါတယ်ဆူနာမီတန်ကြောင့်ဖူးခတ်မြို့အပါအဝင်အခြားနိုင်ငံတွေတော့အများအပြားတည်ကြည်ပျက်စီးရတယ်ပေါ့နော်ဒါယခုချိန်ထိမမေ့နိုင်တဲ့တဘွားကပ်ပြီးဖြစ်ရဆိုးတစ်ခုဖြစ်လို့နေပါတယ်ဒါမဲ့အခုချိန်ဟာဖူးခတ်မြို့ကအရင်ကတည်းကပို့ပြီးတော့တောင်စီကားပြီးတော့အရန်ကိုလည်းပတ်လို့ကောင်းတဲ့နေရာတစ်ခုဖြစ်လို့နေပါတယ်လာပါတဲ့ကန်းရှည်လေးတွေကျွန်းအလားတွေစနိုးကလင်းလုပ်ဖို့နေရာတွေနောက်အပန်းရှားလုပ်စရာအတီပတီတွေအများကြီးရှိတဲ့အတွက်လေပတ်တွေကတခုံထိုးများလာပါတယ်ကျိုကန်ရှယ်ရီစီကိုတွားဖို့အတွက် Diamond Sea ဆိုတဲ့ community limited မှာ speedboat 5 စီးရမှာဖြစ်ပါတယ်ဒါကတော့သူတို့ရုံးဆိုင်ရနေရပါတော့ဂျာတီဥတုတာယာနေတော့တွားရတာစိတ်ချမ်းသာတယ်ဗျကျွန်တော်တို့ကိုလိုက်ပါကြည့်ရှုပေးတဲ့ guide တွေကတော်တော်သဘောထားကောင်းကြပါတယ်ဆက်လက်တစ်စီးမှာအနည်းဆုံး guide 3 ယောက်လောက်ပါပြီးတော့လေတစ်စီးမှာဆိုရင်လူရောက်ပေါင်း20ကျော်လောက်ရှိတယ်ပေါ့နော်speedboat ပေါ်မှာရေတွေအရှူရည်လေးတွေလည်းသူတို့ထားပေးပါတယ်အဲ့တော့အေးလေးတွေတောက်ရှင်နေရတယ်ပေါ့နော်အမိုက်ဘုံတွေလည်းထားရှိပေးပါတယ် light jacket ဆိုရင်လည်းတယောက်မကြမ်းပေးပါတယ်ဆက်လေးတွေပါလေမူးတက်တဲ့လူတွေဆိုရင်လည်းမူးပြောက်ဈေးလေးတွေပါသူတို့ဆောင်ထားတယ်ပေါ့နော်အဲ့တော့တောက်ရှင်လေးရပါတယ်ကျွန်တော်တို့ကမမူးတက်တဲ့အတွက်မတောက်တော့ပါဘူးအဲ့ဒါလေးကဆက်လေးပေါ်မှာတီးတဲ့လူရောမတီးတဲ့လူရောအကုန်လုံးဟိုင်းခိုင်းလိုက်ပါတယ်ကျွန်တော်တို့ဖွဲ့သားများဟာကန်းကနေကျွန်းတွေရှိရာစီကိုစတင်ထွက်ခွာပါပြီကျွန်တော်ပထမဆုံးသွားမယ့်ကျွန်းကတော့ Rhine Yan Islands ဖြစ်ပါတယ်ကဲကျွန်တော်တို့ရောက်ပါပြီဒီကျွန်းပေါ်ဆက်ဆက်ရောက်ရှင်းမှာတော့လူတိတ်မတွေ့ဘူးဗျကျွန်တော်အထင်ခီးသွားရတီမဟုတ်တဲ့မိုးရတီဖြစ်လို့လူတိတ်မလာကြဘူးဗောနော်ပွင့်လင်းရတီဆိုရင်ဒီထက်လူပိုများမယ်လို့ထင်ပါတယ်ဒါပေမဲ့လူတိတ်မများတာပိုကောင်းတယ်လူအရန်စီလို့ရှိရင်ပိုရှုပ်မှာပေါ့နော်အခုလူတိတ်မရှိတဲ့အတွက်ချူခင်းလေးကောင်းကောင်းမြင်ရတယ်အေးအေးဆေးနဲ့နားနေလို့ရတာပေါ့နော်လူများလို့ရှိရင်ခုံမှာထိုင်လို့ရှိရင်အခကြီးတောင်ပေးအောင်ပါပေါ့နော်အခုလူတိတ်မရှိတော့ခုံတွေပါ free ထိုင်လို့ရတယ်ဗျာဘယ်လောက်ကောင်းလဲဒီမှာကောင်းတော့ရေကကြည်လင်ပြီးတော့မိုက်ဒရိုက်လည်းတိတ်မတွေ့ဘူးဗျဒါကကျွန်တော်တို့ဖွဲ့သားတွေရက်ထားတဲ့ speedboat 3 စီးလေးပေါ့နော်ဟိုဝေးတဲ့နေရာမှာ jet ski စီးနေလည်းတွေ့ရတယ်ဗျဒီကန်းရှယ်ကကျွန်တော်ကြိုက်မိတာကတော့လူတွေတိတ်မစီတဲ့အတွက် personal ရစိတ်ချမ်းသာတယ်နေတော့ကောင်းတယ်ပေါ့နော်ပြီးတော့ကန်းရှယ်နားမှာတင်အပြင်တွေအများကြီးရှိတဲ့အတွက်နေပူတာနဲ့အရေးထဲမှာနားနေလို့ရပါတယ်ဒါကတော်တော်ကောင်းတဲ့ချက်ပေါ့နော်ကန်းရှယ်လေးကအရန်လာတယ်တန့်ရှင်းတယ်ပြီးတော့ဒီနီးနားမှာလည်းဆိုင်တွေရှိပါတယ်ခုချိန်မိုးရသည်ဖြစ်တဲ့အတွက်ခီးသွားတော့အရန်မများဘူးဗျဒါဆိုင်ပုံစံလေးပါဒါခုံလေးတွေပေါ့နော်ခီးသွားတယ်တိတ်မရှိတော့ခုံတွေကလွတ်နေပါတယ်ကျွန်တော်တို့ဖွဲ့သားတွေဒီကန်းချိန်မှာအေးအေးစီနိုင်ယူကြတဲ့ပုံရိုက်ကြတယ်အမတ်တရားလေးတွေဖန်တီးကြတယ်ပေါ့နော်ကျွန်တော်တို့ဖွဲ့သားများအားလုံးဝိုင်းပြီးတော့ဂိမ်း activity လေးတွေတူတူစောကြပါတယ်တော်တော်ပျော်စရာကောင်းတယ်ဗျWe can use toilet and everything before we go to the boat, but now we want. You think who the winner? ဆိုဂိမ်းစောပြီးမကြာမီမှာပဲနောက်တနေရာဆက်တိုးလိုက်ပါတယ်ကျွန်တော်သွားမဲ့နောက်တနေရာကတော့ထိုင်းနိုင်ငံနာမည်ကြီးအလှဆုံးကျွန်းတစ်ခုဖြစ်တဲ့ Phi Islands ကိုသွားမှာဖြစ်ပါတယ်ဒီကျွန်းတွေကဘလို့ကြီးလို့လာလဲဆိုတော့ပင်လယ်သမုဒ္ဒရာထဲမှာဒီမျိုးကြောက်ဆောင်အကြီးကြီးတွေရှိတယ်ပေါ့နော်တောင်တန်းတွေပေါ်မှာဒီမျိုးတောင်ရှိရင်မထူးဆန်းပေမဲ့ဒီပင်လယ်ပြင်ထဲမှာဒီမျိုးတောင်တွေစိုးကပြင်လိုမျိုးတောင်တွေအများကြီးရှိနေတော့တော်တော်ထူးဆန်းအံ့ဖွယ်ဖြစ်နေပေါ့နော်สวัสดีครับအခုကဘာလို့ကျွန်တော်တို့ရောက်ရှိရှင်နေတဲ့ Phi Islands ရောက်ပြီပေါ့နော်ဒါတော့ကျွန်တော်တို့ AA ဖွဲ့သားတွေကဆက်လေ speedboat
3စီးနဲ့ကျွန်တော်ရောက်လာတယ်ပေါ့နော်ဒီနားမှာကျွန်တော်နေ့လည်စာ3ဆောင်မှဖြစ်ပါတယ်ကဲကျွန်တော်မြန်မာ Rising Star Trip လိုက်ပါလာတဲ့ဖွဲ့တွေနေ့လည်စာ3ဆောင်ဖြစ်ပါတယ်ဒါပါ ဖြည်းဖြည်း Islands ကန်နာလန်ဘက်မှာဈေးတန်းလေးတွေရှိပါတယ်အဲ့မှာဈေးဝယ်လို့လည်းရတယ်ပေါ့နော်ဒါလေးကတော့ဈေးရုံရှိမှာမြင်ရတဲ့မြင်ကွင်းလေးဖြစ်ပါတယ်ဖြည်းဖြည်းကျွန်းအနီးမှာလည်းကျွန်တော်တို့အဖွဲ့သားတွေစနိုကလင်းလုပ်ကြပါတယ်ဒီတောင်ရှည်အောက်မှာစနိုကလင်းလုပ်လို့ရမ်းကောင်းတယ်ပေါ့နော်ရေလည်းအရမ်းကြည်ပြီးတော့အောက်ငုတ်လိုက်လို့ရှိရင်ငါကလည်းအများကြီးမြင်ရပါတယ်တတိထားရမှာကအောက်ထိမစင်းမိဘူးလို့ပါတယ်ဘယ်လိုဆိုရင်တံပရှုပ်လည်းအများကြီးတွေ့ရတယ်ပေါ့နော်အဲ့တော့နင်းမိလို့ရှိရင်စင်မပြေပါဘူးဒီမှာကြောက်ဆောင်တောင်အမြင့်ကြီးတွေနဲ့ရှိတဲ့အောက်မှာရေနဲ့ကြီးနေပေါ့နော်ဆိုတော့သွားတဲ့ချိန်မှာမိုးတအားတဲထန်ရွာနေတယ်ပေါ့နော်ဒါပေမဲ့ရွာနေပေမဲ့လည်းအရန်လှနေတယ်ကျွန်တော်ဒီနားမှာတော့ရေမကူတော့ပဲနဲ့သူများတွေကူနာပဲကြည့်ပြီးတော့ပြန်လိုက်ပါပဲဒီကြောက်ဆောင်တွေကြားမှာငှက်တိုက်ထုတ်ရောင်းကြတယ်လို့လည်းကြားသိရတယ်ပေါ့နော်ဖြည်းဖြည်းနားတစ်ပိုင်းကျွန်းတွေစီတွားလိုက်ပြီးတော့နောက်တနေရာဖြစ်တဲ့အရန်လှတဲ့မာယာဘေးလို့ခေါ်တဲ့နေရာကိုတွားပါတယ်ဒီကျွန်းလည်းအရန်လှပါတယ်အပေါ်ကနေကြည့်မယ်ဆိုရင်ဒီမျိုးပုံစံပေါ့နော်ဒီနေရာလေးကိုရန်သဘောကျပါတယ်ဘေးပတ်လည်းမှာကြောက်ဆောင်ကြီးတွေနဲ့ပင်လေပင်ရေကြည်လေးနဲ့ပေါ့နော်ရန်ကိုကြည့်လို့ကောင်းတယ်ရုပ်ရှင်တွေပါလို့ရိုက်လို့ရှိရင်တော့မှိုက်မဲ့နေရာလေးပေါ့နော်ဥပမာနေထူးနိုင်တဲ့ဓမြဆိုးများကပေါ့အခုကတော့မာယာအိုင်လန်ဆိုင်နော်သူအပေါ်တော့လည်းတဲရမှာပါဆန်းလာပါလေမာယာဘေးကျွန်းရဲ့ဟုတ်ဖက်ရှုခင်းလေးကိုမြင်ဖို့အတွက်15မိနစ်လောက်လမ်းလျှောက်ရတယ်ပေါ့နော်ရောက်တဲ့ချိန်မှာတော့လူအုပ်တွေအများကြီးရှိရပဲပေါ့နော်ဒီနေရာရှုခင်းကအရန်လာလို့ပေါ့ပြီးတော့ဒီနေရာလေးကိုလည်းတားမြစ်ထားတယ်ပေါ့နော်ဒီမာယာဘေးနေရာမှာရေကူးလို့မရဘူးဒူးအောက်ထိဝင်လို့မရဘူးပေါ့နော်ဝင်လို့ရှိရင်သူတို့ရှင်းမောင်းထုတ်ပေးပါတယ် security တွေစောင့်တာအများကြီးရှိရပေါ့နော်အဲ့တော့လူတွေကအနောက်ကနေပဲရှုခင်းလေးကိုကြည့်နေကြရတယ်ပေါ့နော်ဘလို့ဒီလိုကန့်တက်ထားလဲဆိုတော့ကေဟစနစ်တွေထိမ့်သိမ်းရှင်လို့ပေါ့နော်ဒီဗီဒီယိုခီးသွွားမတရား vlog လေးကတော့ဒီမှာပဲအဆုံးသတ်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျဘာနော်